ဇလန်းလေးရဲ့အစမှာတော့မိုးကလီဆိုတဲ့ကလေးငယ်လေးဟာငယ်ငယ်လေးကတည်းကမိဘတွေကိုဆုံးရှုံးပြီးတောထဲကဝန်ပလွေတွေကြားမှာကြီးပြင်းလာရပါတယ်။ဝန်ပလွေမိသားစုကလည်းသူ့ကိုကိုသားလိုပဲစောက်ရှောက်ပေးပြီးဘာလူဆိုတဲ့ဝက်ဝံနဲ့ဘာဂီယာဆိုတဲ့ကြားနက်ကြီးကလည်းသူ့ကိုတောထဲမှာဘလို့ရှင်တန်နေထိုင်ရမယ်ဆိုတာသင်ကြားပေးကြပါတယ်။ဒီတောထဲမှာလူသားတွေကိုအလွန်မုန်းတဲ့ကြားကြီးရှဲကန်းကမိုးကလီကိုအန္တရာယ်ရှိတဲ့လူသားတစ်ယောက်ဖြစ်တယ်ဆိုပြီးဖယ်ရှားချင်နေပါတယ်။ဒါကြောင့်မိုးကလီဟာတောထဲမှာဆက်နေရင်အန္တရာယ်များလာတယ်ဆိုတာအားလုံးသိလာကြပါတယ်။ဘာဂီရာကမိုးကလီကိုလူသားရွာစီပြန်ပို့ဖို့ဆုံးဖြတ်ပါတယ်။ဒါပေမဲ့မိုးကလီဟာတောကိုပဲသူ့အိမ်လိုခံစားနေရပြီးလူသားဘဝကိုမလက်ခံနိုင်သေးပါဘူး။လူသားရွာမှာမိုးကလီဟာကိုမလိုက်ဖက်တယ်လို့ခံစားနေရပြီးတောထဲကိုပြန်ကျင်စိတ်ပုံမှုပြင်းထန်လာပါတယ်။တစ်ချိန်တည်းမှာရှဲခန်းကလည်းသူ့ကိုလိုက်လံခြောက်လန့်နေသေးပါ။မိုးကလီဟာလူသားလည်းမဟုတ်တောတရိษံလည်းမဟုတ်တဲ့သူ့ကိုနားလည်လာခဲ့ပါတယ်။သူဟာလူသားညံတဲ့တောရိုင်းစွမ်းအားနှစ်ခုစလုံးကိုအသုံးချနိုင်သူဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာမိုးကလီဟာရှဲခန်းနဲ့မျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။တောကိုကာကွယ်ဖို့နဲ့ကိုမိသားစုတွေကိုကယ်တင်ဖို့မိုးကလီဟာကိုယုံကြည်ပြီးရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ရှဲခန်းကိုအနိုင်ယူပြီးနောက်မိုးကလီဟာလူသားနဲ့တောရိုင်းကြားကိုချိတ်ဆက်ပေးနိုင်တဲ့သူအဖြစ်အတိမတ်ပြုခံရပါတယ်။နောက်ဆုံးမှာမိုးကလီဟာလူသားလောကနဲ့တောရိုင်းလောကနှစ်ခုကြားမှာကိုနေရမယ့်နေရာကိုရှာတွေ့သွားပါတော့တယ်။